ကဘာပေါ်မှာအသက်100ကျော်တဲ့အထိကျန်းမာတန်ဆန်းစွာနေထိုင်သွားကြတဲ့သူတွေအများစုရှိတဲ့နေရာကို Blue Zones လို့ခေါ်ပါတယ်။အဲ့ဒီဒေသကလူတွေရဲ့တက်ရှည်ကျန်းမာခြင်းလိုအပ်ချက်ကိုလေ့လာကြည့်တဲ့အခါသူတို့ရဲ့မျိုးရိုးဗီဇထက်သူတို့နေစဉ်စားတောက်နေတဲ့အစားအစာတွေကပိုပြီးအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတာကိုတွေ့ရပါတယ်။မင်္ဂလာပါ။ဒုက္ခကျန်းမာခြင်းတွေကကြိုဆိုလိုက်ပါတယ်။အသက်100ကျော်ရှိလို့တဲ့သူတွေစားလေးရှိတဲ့ပထမဆုံးနဲ့အရေးကြီးဆုံးအစားအစာကတော့ပဲမျိုးစုံပဲဖြစ်ပါတယ်။ပဲစိမ်း၊ပဲနီလေး၊ပဲကတိပါ၊ပဲပုပ်နဲ့ကလပဲစတဲ့ပဲအမျိုးမျိုးဟာတက်ရှည်ကျန်းမာသူတွေရဲ့အဓိကအာဟာရပင်မအရင်းမြစ်ဖြစ်ပါတယ်။ပဲမျိုးစုံမှာအသားဓာတ်ပရိုတိန်းကြွယ်ဝရုံနဲ့မကပဲခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အမြင့်ဓာတ်ဖိုင်ဘာတွေကလည်းအများအပြားပါဝင်ပါတယ်။ဒီအမြင့်ဓာတ်တွေကဥလန်းချောင်းထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေကိုအားပေးပြီးကိုယ်ခံအားစနစ်ကိုမြင့်တင်ပြီးသလိုသွေးတွင်းတကြားဓာတ်နဲ့ကိုလက်စထရောပမာဏကိုလည်းအကောင်းဆုံးထိန်းညှိပေးပါတယ်။ပဲမျိုးစုံကိုစားသုံးခြင်းဖြင့်ရရှိနိုင်တဲ့အသေးစိတ်အကျိုးကျေးဇူးတွေကိုကြည့်မယ်ဆိုရင်ပထမအဆုံးကတော့နှလုံးကျန်းမာရေးပါပဲ။ပဲရီမှာပါဝင်တဲ့ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓာတ်တွေဟာသွေးပေါင်ချိန်ကိုကျဆင်းစေပြီးသွေးကြောတွေကိုပျော့ပြောင်းစေတဲ့အတွက်နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေကိုတိတိတတ်တာလျော့ချစေပါတယ်။ဒုတိယအချက်ကတော့ကိုယ်လေးချိန်ထိန်းညှိပေးတာပါ။ပဲမှာပါတဲ့ complex carbohydrate တွေကသွေးထဲကိုတခြားဓာတ်ဖြည်းဖြည်းချင်းပဲထုတ်လွှတ်တဲ့အတွက်ဗိုက်စာရာကိုကြာထိန်းထားနိုင်ပြီးအဝအလွန်ခြင်းကိုကာကွယ်ပေးပါတယ်။ဒါအပြင်ပဲမျိုးစုံမှာပါဝင်တဲ့ polyphenol လို့ခေါ်တဲ့ antioxidant တွေဟာဆဲတွေရောင်ရမ်းမှုကိုလျော့ချပေးပြီးကင်ဆာရောဂါအချို့အတောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။တက်ရှည်ကျန်းမာတဲ့သူတွေဟာသူတို့ရဲ့နေ့စဉ်အစားအစာတွေမှာပဲကိုအနည်းဆုံးတစ်ခွက်စာလောက်ထည့်သွင်းစားသုံးလေးရှိကြပါတယ်။ပဲကိုစားသုံးတဲ့အခါမှာလေအသင့်စားဘူးခွန်တွေထွက်တဘာဝအတိုင်းချက်ပြုတ်ထားတဲ့ပဲတွေကပိုပြီးအာနိသင်ထိရောက်မှုရှိပါတယ်။ပဲမျိုးစုံဟာဈေးနှုန်းချိုသာပြီးရရှိရလွယ်ကူပေမဲ့သူ့ရဲ့ဆေးဘက်ဝင်အာနိသင်ကတော့အခြားသောအဖိုးတန်အာဟာရဖြစ်ဆက်စာတွေနဲ့မလဲနိုင်ပါဘူး။ဒါကြောင့်သင်ရဲ့နေ့စဉ်ထမင်းဝိုင်းမှာပဲဟင်းတစ်ခွက်ဒါမှမဟုတ်ပဲပြုတ်တစ်ပွဲပါဝင်အောင်ပြင်ဆင်ခြင်းဟာအသက်100ကျော်ရှိဖို့အတွက်ပထမအုပ်ဆုံးခြေလှမ်းလိုက်တာပဲဖြစ်ပါတယ်။အသက်100ကျော်ရှိလူတဲ့သူတွေရဲ့နေ့စဉ်စပွဲပေါ်မှာအမြဲတမ်းတွေ့ရလိမ့်ရှိတဲ့ဒုတိယမြောက်အစားအစာကတော့အခွန်မာသီးများ nuts ပဲဖြစ်ပါတယ်။တခြားသည့်ဗာရန်စေးမြေပဲနဲ့တီဟိုစေးစတဲ့အခွန်မာသီးတွေဟာအရွယ်စားသီးငယ်ပေမဲ့သူတို့မှာပါဝင်တဲ့အာဟာရဓာတ်တွေကတော့အမခမ်းပါပဲ။ Blue Zone လို့ခေါ်တဲ့တက်ရှည်ဒေသမှာနေထိုင်တဲ့လူတွေကတစ်နေ့ကိုအခွန်မာသီးအနည်းဆုံးလက်တဆုပ်ခန့်ပုံမှန်စားသုံးလေးရှိကြပါတယ်။ဒီလေးထားဟာသူတို့ရဲ့တက်တန်းကိုပြန်မြ2နှစ်ကနေ3နှစ်ထိပိုမိုရှိကြစေရလို့လေ့လာမှုတွေရဆိုပါတယ်။အခွန်မာသီးတွေမှာခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အဆီဓာတ် healthy fat အထူးသဖြင့် omega 3နဲ့ monosaturated fat တွေကျွယ်ဝစွာပါဝင်နေတာကတက်ရှည်ခြင်းရဲ့လျှို့ဝှက်ချက်ပါပဲ။ဒီအခွန်မာသီးတွေရဲ့အသေးစိတ်အကျိုးကျေးဇူးတွေကိုကြည့်မယ်ဆိုရင်အုံနောက်ကျန်းမာရေးအတွက်အတူမရှိတာကိုတွေ့ရပါလိမ့်မယ်။အထူးသဖြင့်တက်ကြားသီးဟာပုံစံကိုယ်တိုင်ကအုံနောက်နဲ့ဆင်တူနေတယ်လို့ပါပဲ။သူ့မှာပါတဲ့ antioxidant တွေကအသက်ကြီးလာတဲ့အခါမက်ညံချူရင်းတာနဲ့အယ်ဇိုင်မာရောဂါဖြစ်နိုင်ခြေကိုတိတိတတ်တာလျှော့ချပေးပါတယ်။သွေးကြောထဲမှာရှိတဲ့မကောင်းတဲ့ကိုလက်စထရော LDL ကိုဖယ်ရှားပြီးသွေးကြောနေရန်တွေကိုပျော့ပြောင်းစေတဲ့အတွက်နှလုံးသွေးကြောချင်းရောဂါကိုကာကွယ်ရမှာလည်းအလွန်ထိရောက်ပါတယ်။ဒါအပြင်အခွန်မာသီးတွေမှာပါတဲ့ဗီတာမင် E ဟာ cell တွေရဲ့အိုမင်းရင်ုံမှုကိုဟန်တားပြီးတဲ့အတွက်အသားရည်ကိုနုပြိုစေရုံနဲ့မကတွင်းအင်္ဂါတွေကိုပါကျန်းမာလန်းဆန်းစေပါတယ်။စားသုံးနည်းနဲ့ပတ်သက်ပြီးသတိပြုရမှာတော့ဒီအခွန်မာသီးတွေကိုအစိမ်းအတိုင်းဒါမှမဟုတ်အနှဲငယ်လော်ပြီးစားတာကအကောင်းဆုံးပါပဲ။စားတွေတကြားတွေနဲ့ပြုပြင်ထားတဲ့အခွန်မာသီးတွေဟာဆိုးကျိုးကိုပိုပြီးဖြစ်စေနိုင်ပါတယ်။တက်ရှိကျန်းမာတဲ့သူတွေဟာအခွန်မာသီးကိုတရေစာမုန့်နေရာမှာအစားထိုးပြီးစားလေးရှိကြပါတယ်။ဥပမာနေ့လည်ခင်းပိုက်စားတဲ့အချိန်မှာမုန့်အချိုကိုစားမဲ့စားဘာဒန်စေးဒါမှမဟုတ်မြေပဲလော်အနှဲငယ်ကိုဝါစားလိုက်တာမျိုးပါ။ဒါကခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုပေးစွမ်းနိုင်တဲ့အပြင်ဗိုက်ပြည့်မှုကိုလည်းကြာရှည်စေတဲ့အတွက်ခန္ဓာကိုယ်လေးချိန်ကိုအကောင်းဆုံးထိန်းညှိပေးပါတယ်။ဈေးကြီးတဲ့အခွန်မာသီးတွေမှာမဟုတ်ပါဘူး။ကျွန်တော်တို့စီမှာအလွယ်တကူရတဲ့မြေပဲဟာလည်းစနစ်တကျစားသုံးမယ်ဆိုရင်ကျန်းမာရေးအတွက်အလွန်အကျိုးရှိပါတယ်။နောက်ထပ်တတိယမြောက်အစားအစာကတော့အစိမ်းရည်ရောင်ဟင်းသီးဟင်းရွက်များဖြစ်ပါတယ်။ကိုက်လန်မုံညင်းစိမ်းကစွန်းရွက်ဟင်းနုနွယ်နဲ့ပန်းကော်ပီစိမ်းစတဲ့အပင်တွေဟာတဘာဝကပြီးတဲ့စီခန်းအသေးစားလေးတွေလိုတောင်တင်စားလို့ရပါတယ်။အသက်100ကျော်ရှိတဲ့ Blue Zone ဒေသကလူတွေဟာသူတို့ရဲ့အစားအစာစုစုပေါင်းရဲ့95%ကိုအပင်ထွက်အစားအစာတွေကနေရယူပြီးအဲ့ဒီထဲမှာအစိမ်းရည်ရောင်အရွက်တွေကအဓိကနေရာမှာရှိနေတာပါ။
ဒီရွက်တွေမှာ chlorophyll, folate နဲ့ vitamin မျိုးစုံကျွဲဝစွာပါဝင်နေတာကြောင့်ခန္ဓာကိုယ်ရဲ့ဆဲတွေကိုအမြဲတမ်းအသစ်ဖြစ်အောင်လှုပ်ဆော်ပေးပါတယ်။ဒီဟင်းရွက်တွေရဲ့အသေးစိတ်အကျိုးကျေးဇူးကိုကြည့်မယ်ဆိုရင်ပထမဆုံးကတော့ခန္ဓာကိုယ်တွင်းရောင်ရမ်းမှု inflammation ကိုလျှော့ချပေးတာပါ။ယောဂတော်တော်များများရဲ့အစဟာရောင်ရမ်းမှုကနေလာတာဖြစ်ပြီးအစိမ်းရညောင်ရွက်တွေမှာပါဝင်တဲ့ antioxidant တွေကတော့အဲ့ဒီရောင်ရမ်းမှုတွေကိုအကောင်းဆုံးတိုက်ဖျက်ပေးပါတယ်။ဒုတိယအချက်ကတော့ကင်ဆာယောဂါကိုကာကွယ်ပေးတာပါ။အထူးသဖြင့်ပန်းကော်ပီစိမ်းနဲ့မုံညင်းမျိုးရင်းဝင်အပင်တွေမှာပါဝင်တဲ့ sulforaphane လို့ခေါ်တဲ့ drug ပေါင်းဟာကင်ဆာဆဲတွေပွားများမှုကိုဟန့်တားပေးနိုင်တယ်လို့သိပ္ပံနည်းကျသက်သေပြပြီးဖြစ်ပါတယ်။ဒါအပြင်အမြင့်တက်လွန်ကျွယ်ဝတဲ့အတွက်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်တာနဲ့ဥမာကြီးကင်ဆာဖြစ်နိုင်ခြင်းကိုလည်းအထိရောက်ဆုံးကာကွယ်ပေးပါတယ်။ဒီဟင်းရွက်တွေကိုစားသုံးတဲ့အခါမှာလည်းအာဟာရဓာတ်မပျက်စီးစေဖို့အကြာကြီးချက်ပြုတ်တာမျိုးထက်အနည်းငယ်နွမ်းယိုလောက်ပဲချက်တာဒါမှမဟုတ်ရေနွေးဖြောပြီးစားတာကပိုကောင်းပါတယ်။တက်ရှိကျန်းမာတဲ့လူတွေကတော့ဒီဟင်းရွက်တွေကိုတန်လွင်စေအနည်းငယ်နဲ့တုပ်စားတာမျိုးဒါမှမဟုတ်ဟင်းကြိုလုပ်ပြီးတောက်လေးရှိပါတယ်။အစိမ်းရောင်ဟင်းရွက်တွေဟာသွေးကြောတွေကိုတန့်စင်ပြီးသွေးထဲကအဆိပ်တောက်တွေကိုဖယ်ရှားပေးတဲ့အတွက်အသားရည်ကိုလည်းကြည်လင်ဝန်းပါစေပါတယ်။သင်ဟာအသက်ရှည်နေချင်တယ်ဆိုရင်တော့သင်ရဲ့ပကံထဲမှာအစိမ်းရောင်တွေများများပါဝင်နေဖို့လိုအပ်ပါတယ်။တက်ရကျော်ရှိလူသူတွေရဲ့နေ့စဉ်စားတောက်မှုပုံစံမှာတွေ့ရလိမ့်ရှိတဲ့စတုတ္ထမြောက်အစားအစာကတော့ငါးနဲ့ပင်လယ်စာများဖြစ်ပါတယ်။အထူးသဖြင့် salmon, sardine နဲ့ mackerel တို့လိုအစီကျွဲဝတဲ့ငါးတွေဟာတက်ရှိကျန်းမာရေးသူတွေအတွက်အသားဓာတ်ရဲ့အဓိကအရင်းမြစ်ဖြစ်ပါတယ်။ blue zone ဒေသမှာနေထိုင်တဲ့သူတွေကအနီရောင်အသားအမဲသားဝက်သားစားသုံးမှုကိုအလွန်အမင်းကန့်သတ်ထားကြပြီးတစ်ပတ်ကိုအနည်းဆုံး2ကြိမ်ကနေ3ကြိမ်ထိငါးကိုစားသုံးလေးရှိပါတယ်။ဒီအကျင့်ကသူတို့ရဲ့သွေးကြောတွေကိုတန့်ရှင်းစေပြီးနှလုံးကျန်းမာရေးကိုအကောင်းဆုံးအခြေအနေမှာရှိနေစေတာဖြစ်ပါတယ်။ငါးမှာ omega 3 fatty acid တွေကျွဲဝတာပါပဲ။ဒီထက်ကသွေးထဲမှာရှိတဲ့မကောင်းတဲ့ဆီတွေကိုလျှော့ချပေးပြီးသွေးခဲပိတ်ဆို့မှုကိုကာကွယ်ပေးတဲ့အပြင်လေဖြတ်ခြင်းနဲ့နှလုံးရက်ခြင်းအန္တရာယ်ကနေအထိရောက်ဆုံးကာကွယ်ပေးပါတယ်။ဒါပြင် omega 3 ဟာအုံနောက်ဆဲရီကြားဆက်သွယ်မှုကိုကောင်းမွန်စေတဲ့အတွက်အသက်ကြီးလာတဲ့အခါမှာဖြစ်တတ်တဲ့စိတ်ကြယောဂနဲ့မညံချူရင်းမှုကိုလည်းဟန့်တားပေးပါတယ်။ငါးမှာပါတဲ့ဗီတာမင် D ဟာလည်းအရိုးတွေကိုတန်ပါစေပြီးတော့ကိုယ်ခံစနစ်ကိုမြင့်တင်ပေးတဲ့အတွက်ယောဂဗျာတွေကိုခုခံနိုင်စွမ်းလည်းရှိစေပါတယ်။ပင်လယ်စာတွေကိုစားသုံးတဲ့အခါမှာလည်းအသဒင်ရရှိတဲ့အာဟာရကိုလိုချင်ရင်စီကြော်တာမျိုးထက်กินတာပေါင်းတာဒါမှမဟုတ်ဟင်းကြိုချက်စားတာကပိုပြီးကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ငါ့ကိုဟင်းသီးဟင်းရွက်နဲ့တွဲဖက်ပြီးစားလိရှိတဲ့အခါအာဟာရဓာတ်ဆုပ်ယူမှုကိုပုံမှန်မြန်ဆန်စေပါတယ်။ပင်လယ်ငါးတွေနဲ့မကပဲကျွန်တော်တို့စီမှာရရှိနိုင်တဲ့ရေချိုငါးငယ်လေးတွေဟာလည်းအယိုးပါဝါစားလို့ရတဲ့အတွက်ကယ်လ်ဆီယမ်ဓာတ်တွေကိုအပြည့်အဝပေးစွမ်းနိုင်စွမ်းရှိပါတယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးပြင်စမမြောက်အစားအစာကတော့ berry သီးများနဲ့ antioxidant ကျွဲဝသောအသီးနှံများဖြစ်ပါတယ်။ blueberry, strawberry, တလဲသီးနဲ့ဖျဲသီးစတဲ့အသီးနှံတွေဟာအယောင်သွေးဆိုပြိုရုံနဲ့မကပဲခန္ဓာကိုယ်ရဲ့ cell တွေကိုပျက်စီးစေတဲ့ free radical တွေကိုတိုက်ဖြတ်ပေးတဲ့ဓာတ်ပေါင်းတွေအများအပြားပါဝင်ပါတယ်။ berry သီးမှာပါတဲ့ anthocyanin လို့ခေါ်တဲ့ drug ပေါင်းဟာအုံနောက် cell တွေကြားကဆက်သွယ်မှုကိုကောင်းမွန်စေပြီးအသက်ကြီးတဲ့အခါမှာဖြစ်တဲ့မှတ်ဉာဏ်လျော့နေမှုကိုလည်းဟန့်တားပေးပါတယ်။ဒါအပြင်သွေးကြောတွေကိုတန့်စင်ပေးပြီးကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတဲ့ဗီတာမင် C လည်းကျွယ်ဝစွာပါဝင်ပါတယ်။တလဲသီးလိုမျိုးသီးမှာဆိုရင်သွေးပေါင်ချိန်ကိုထိန်းညှိပေးရုံနဲ့မကပဲခန္ဓာကိုယ်တွေကရောင်ရမ်းမှုတွေကိုလည်းထိထိရရောက်လျှော့ချပေးနိုင်ပါတယ်။အသီးနှံတွေကိုစားတဲ့အခါမှာလည်းတဘာဝအတိုင်းအလုံးလိုက်အမွာလိုက်စားတာကအကောင်းဆုံးပါပဲ။ဘာကြောင့်လဲဆိုတော့အသီးရဲ့အခွန်နဲ့အသားမှာပါတဲ့အမြင်ဓာတ်တွေကတကြားဓာတ်ကိုသွေးထဲကိုဖြည်းဖြည်းပဲစုပ်ယူစေလိုပါပဲ။အချိုရည်ဖြစ်ဖြောတောက်မယ်ဆိုရင်လည်းတကြားထပ်မထည့်ပဲတဘာဝအတိုင်းတောက်သုံးတင်ပါတယ်။တက်ရှိကျန်းမာတဲ့လူတွေဟာအသီးနှံတွေကိုမနက်စာဒါမှမဟုတ်ညစာစားပြီးအချိုတဲစရာဖြစ်ပုံမှန်စားသုံးလေးရှိကြပါတယ်။နှိကုံချုပ်အနေနဲ့ပြောရရင်အသက်ရာကျော်ရှိဖို့ဆိုတာကကြီးကျယ်ခမ်းနားတဲ့ဆေးဝါးတွေတက်ကျွန်တော်တို့နေ့စဉ်စားတောက်နေတဲ့ပဲမျိုးစုံအခွန်မာသည့်အစိမ်းရင်ရောင်ဟင်းရွက်ငါးနဲ့တစ်သီးဝလံတွေပေါ်မှာပဲမူတည်နေပါတယ်။ဒီအစားအစာ၅မျိုးကိုသင်ရဲ့နေ့စဉ်ဘဝမှာအချိုးကျထည့်သွင်းစားသုံးသွားမယ်ဆိုရင်ကျန်းမာခြင်းဒုက္ခနဲ့တူတက်ရှိခြင်းကိုလည်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဒုက္ခကျန်းမာ channel ကနေပြီးတော့လဲသင်ရဲ့ကျန်းမာရေးအတွက်အကောင်းဆုံးသောလူဝက်ချက်တွေကိုဆက်လက်မျှဝေပေးသွားအောင်ပါ။အားလုံးပဲတက်ရှိကျန်းမာကြပါစေ။